မခက်ကိုခုလိုမျိုးနာမည်ထချဖက်ကနေသူတို့မျိုး trader ထချဖက်ပြောင်းကြည့်ချင်တဲ့လူရှိတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးလိုက်ပါဗျ။ Okay ဆိုတော့က trader ထချဖက်ကိုထည့်မယ်။အဲဒီ trader ထချဖက်တစ်ခုနဲ့တော့ကျွန်တော်တို့ကဒီကြည့်လို့ကောင်းမှာမဟုတ်။အဲကြောင့်ရှေ့တာလေးပါထဲမှာပို့ပြီးတော့ကြည့်လို့ကောင်းမှာရှေ့တာထဲမှာဆိုရင်တော့ web page တွေကိုဖွင့်တာပို့ပြီးတော့ကြည့်လို့ကောင်းနိုင်မယ်web page တွေကိုဖွင့်လို့ရတဲ့သူတွေတုံးရတာအဆင်ပြေတဲ့သူတွေတော့သုံးလို့ရတယ်ဒါပေမဲ့လည်း web page တွေဖွင့်လို့မရတဲ့သူနဲ့ဖွင့်လို့ရပေမဲ့ဖွင့်နိုင်ရင် screen ကဖြူသွားတယ်ထစ်တာလက်တာတွေဖြစ်တဲ့သူတွေကိုတော့ကျွန်တော်မသုံးဖို့ကြံပေးပါတယ်ဖွင့်ပြီးသုံးမယ်ဆိုရင်လည်းအဆင်ပြေမှာမဟုတ်ဗျအဲကြောင့်ဖွင့်လို့မရတဲ့သူတွေတုံးရတာအဆင်မပြေတဲ့သူတွေကိုတော့ကျွန်တော် Minecraft Plus ကိုအကြံပေးပါတယ် Minecraft Plus မှာဆိုရင် new app shader နဲ့ပေါင်းပြီးတော့သုံးလို့ရပါတယ် web page တွေလည်းဖွင့်လို့ရတယ်ဖွင့်ပြီးသုံးရအဆင်ပြေတဲ့သူတွေတွေ့ကြတော့version 1.3.18 နဲ့ attach ရှိတဲ့ဒီ Minecraft Plus Baron နဲ့ Beta တို့မှာသုံးလို့ရပါတယ်ဗျဟုတ်နေပေါင်းကျွန်တော်ဗီဒီယိုကြည့်ဒီချိန်အောင်ရောက်သွား subscribe မနေရသေးဘူးဆိုတော့ကျွန်တော်ကို subscribe နေပြီးတော့ကူညီကြပါအောင်ဗျ Okay နေလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစကြရအောင်ဗျ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံးဘာ resource pack လေးကိုသုံးရမလဲဆိုတာကြည့်အောင်ဗျပထမဆုံးထည့်ရမယ့် resource pack ကတော့ Barebone လို့ခေါ်တဲ့ resource pack ပဲဖြစ်ပါတယ်ဗျအဲဒီ resource pack လေးဟာဆိုရင်အခုလိုမျိုး normal texture pack ကနေဒီမျိုး trader ဘာဖြစ်အောင်လုပ်ပေးတဲ့ texture pack ပဲဖြစ်ပါတယ်ဗျနောက်ထပ်ထည့်ရမယ့် resource pack ကတော့ shader ပါအခုကျွန်တော်ဒီဗီဒီယိုမှာတုံးရတဲ့ shader ကတော့ Prisma 1.3.10 shader ပါ2.0 ထွက်ပါပြီဒါပေမဲ့ကျွန်တော်စမ်းသုံးကြည့်တာတော့ဒီ 1.3.10 တော့မကောင်းတော့ကျွန်တော်ဒီ shader ကိုပဲသုံးထားပါတယ်ဒါတော့ web page တွေဒီမှာတွေတော့ပါဒီ shader မှမဟုတ်ပါဘူးတခြား shader တွေလည်းစမ်းသုံးကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီ shader ကိုပို့ချိုက်လို့ပါ web page တွေမရတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်စမ်းသုံးကြည့်ရတော့ပေါ့နော်ဒီ Minecraft patch မှာဆိုရင်ဒီ new app complementary နဲ့ Barebone texture pack ကတော်တော်လေးကိုလိုက်ပါတယ်တော်တော်လေးလည်းကြည့်လို့လာပါတယ် Okay ထဲရမယ့်ဆက်ချက်ဖတ်တွေကိုလည်းပြောပြီးတော့ပဲဘယ်နားမှာ download ရလဲဆိုတော့အဲ့ဒီအရာတွေအကုန်လုံးတော့ဒီ NCPEDL ဆိုတဲ့ application မှာdownload ရပါတယ်အဲ့ဒီထဲမှာမ download ချင်ဘူး Telegram ရှိတဲ့လူတွေကတော့ကျွန်တော်ရဲ့ Telegram channel မှာလည်း download ရပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုတော့ comment ထဲမှာချထားပေးပါမယ်ဗျလိုရှင်တဲ့ဒီ texture pack တွေshader တွေတောင်းပြီးဆိုတော့ထည့်ဝဲလို့အဲအကြောင်းကျွန်တော်တို့အရင်ဆုံး setting ထဲကိုတွားလိုက်ပြီးမှ video ဆိုတော့လေးကိုနှိပ်ပေးလိုက်အရင်ဆုံးပေါ့နော်ပြီးကျွန်တော်ဒီ fancy ဆိုတာလေးကိုနှိပ်ပြီးတော့ vibrate visual ကိုဖွင့်ပေးလိုက်ဒါတော့ vibrate visual တမားတွေပေါ့နော်vibrate visual တမားတွေမဟုတ်ဘူးဆိုရင်မဖွင့်နိုင်ရတယ်ပြီး play ကိုနှိပ်ကျွန်တော်တို့ wall တစ်ထောင်လိုက်မယ်မှာ create အမှဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ down တဲ့ shader တွေကဒီ resource pack မှာရှိတယ်အမှအဲဆိုကျွန်တော်ခုန down တာ Barebone texture pack ပြီးရင် Prisma 1.3.10 အဲ့ဒါတွေကိုကျွန်တော်တို့ပေါင်းထည့်ပေးလိုက်မယ်အဲဆိုရင်ကျွန်တော်ဒီမျိုးပုံစံနဲ့ထားပေးမှာတော့ Barebone texture pack ကိုတော့အပေါ်မှာထားပေးမယ် Prisma အောက်ဆုံးမှာထားပေးအဲဆိုရင်ကျွန်တော်စကြည့်အောင် Okay အဲ့ဒါဆိုရင်တော့ရတော့ပြီဗျာဒါကတော့ဒီ Barebone texture pack နဲ့ shader နဲ့ပေါင်းထည့်ထားတဲ့Minecraft trader ပုံစံပေါ့နော်ဒါတော့အနည်းဆက်ဆုံးပါဗျာဒါတော့အနည်းဆက်ဆုံးလုပ်ထားပေးတယ်ဒါနဲ့ cloud တစ်ချက်တော့ဖွင့်ကြည့်ဒါတော့ကျွန်တော်ဒီ shader ပေါ့နော် shader တားအထင်းနေနေဆိုရင်2ကိုလိုဝါတီပဲထားပြီးတော့တုံးပါဒီ shading နဲ့တော့ကြည့်ရတာတိတ်ပြီးတော့ဟိုမဖြစ်ဗျokay ဒီနေရာတော့ကြည့်ရတိတ်ပြီးတော့မတိတာပေါ့နော်ဒီ Barebone texture pack မှာအကြောင်းကျွန်တော်နေရာလေး location နဲ့ပြောင်းကြည့်အောင် okay အဲ့ဆိုရင်ကျွန်တော် location ပြောင်းတာရပါပြီအခု brother မြင်တဲ့အတိုင်းပဲတော်တော်လေးကိုကြည့်လို့လာပါတယ်web page တွေရတဲ့လူကတော့လိုက်စမ်းကြည့်ပါတော့မရတဲ့လူဆိုရင်အားမငယ်ပါနဲ့ဒီ Minecraft patch ကို down ပြီးတော့ဒီ new app complementary shader နဲ့လိုက်စမ်းကြည့်ပါတော်တော်လေးကိုကြည့်လို့လာပါတယ်ဗျာဒီတော့ texture အကုန်လုံးနှီးပေါင်းပြောင်းပေးထားတာတော့တော်တော်လေးကိုလာတယ်ဗျာကျွန်တော်ဒီ brother ပဲကြည့်လိုက်ပါဗျာတော်တော်လေးကိုလာတယ်အကယ်၍များ brother ကဒီအခုလိုမျိုးပေါ့နော်ဒီတရွက်ကတမျိုးခဲနေတဲ့ပုံစံကိုမချိုက်ဘူးဆိုရင်ကျွန်တော်ဒီ texture pack ကိုသုံးပြီးတော့ပြောင်းပေးလို့ရပါတယ်ဒီမျိုးပုံစံလေးပေါ့
အဲ့ဒါဆိုရင်တော့တရွတ်တွေကဒီအမျိုးခဲနေတဲ့ပုံစံထဲပေါ့နော်ဒီ normal ထချပတ်ပုံစံမျိုးတူတွားတူနေမယ်ပေါ့နော်ဒါပေမဲ့လုံးဝတူတော့မဟုတ်ဘဲနဲ့သူကဘိန်းဘူးဆန်ဆန်လေးနဲ့သူကဒီထချပတ်ကိုလုပ်ပေးထားပါတော့တော်တော်လေးကိုလည်းကြည့်လို့လာပါတယ်ဒီကောင်နဲ့ဒီကောင်ကျွန်တော်တော့တိတ်ပြီးတော့မကြိုက်ပဲကျွန်တော်ဒီမူလပုံစံပဲပိုကြိုက်ပါတယ်မူလပုံစံမှာကြိုက်ရလို့တော့ဒီထချပတ်ကိုတုံးလို့ရပါတယ်အကယ်ပို့ပြီးတော့ကြည့်လို့ကောင်းရှင်တယ်ကြည့်လို့လှရှင်တယ်ဆိုရင်တော့ဒီ cartoon cloud ဆိုတဲ့ထချပတ်နဲ့ action step ကိုထပ်ပြီးတော့ပေါင်းထည့်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့ဒီလိုမျိုးပုံစံနဲ့ဖြစ်ပါမယ်ဒီ cartoon crowd ထချဖတ်နဲ့ဒီတရွက်ကိုပြောင်းပေးတဲ့ထချဖတ်ကိုတော့ DL မှာပဲတွားတောင်းလို့ရပါတယ် Action Step 1.8 ကတော့ကျွန်တော်ရဲ့ Telegram မှာရရှိလို့တောင်းလို့ရပါတယ်ဗျ Okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ cartoon cloud ဆိုတဲ့ထချဖတ်ကိုထည့်တဲ့အခါမှာကျွန်တော်တို့ကြည့်လို့မလှတဲ့အရာတစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့အပေါ်မှာမြင်နေတဲ့အတိုင်းပဲဗျဒီ Minecraft ကနေပါလာတဲ့ original cloud ကမပြောင်းဘဲနဲ့ရှိနေတယ်အဲကြောင့်ဒီ cloud ကိုဖြောင်းမှာပို့လို့ကြည့်လို့လာမယ်အဲကြောင့်ကျွန်တော်တို့က setting နဲ့ကိုဝင်ပြလိုက်ပါပြီးရင် video ကိုနှိပ်ပြီးရင် audio search ပြီးတော့အမှ render cloud ဆိုတာရှိမယ်ဗျာအဲဒီ render cloud ကိုကျွန်တော်တို့ပိတ်ပေးရမယ်ကျွန်တော်ဒီဘာကိုပိတ်လိုက်မယ်ဆိုရင်ဒီ cloud က original cloud ကလုံးဝမရှိတော့အဲဆိုတော့ပို့လို့ကြည့်လို့လာပါပြီဒါကတော့ဒီ Minecraft Trader version နဲ့အနည်းဆက်ဆုံးတူအောင်ပေါ့နော်လုပ်ပေးထားတဲ့texture pack နဲ့ရှေ့တာပဲဖြစ်ပါတယ်ဗျလာမယ်လို့ထင်တဲ့တခြားတော့ဒီ resort pack တွေ add-on တွေ texture pack တွေကိုလည်းရောတုံးကြည့်လို့ရပါတယ်ဗျအဲ့ဆိုရင် Bible Visual မရတဲ့သူတွေကြတော့ဒီမျိုး graphic မရနိုင်ဘူးလားဆိုတော့ဒီ graphic ကိုမရနိုင်ဘူးဆိုရင်လည်းဒီ graphic နီးနီးလောက်လာမယ်shader တခုကိုကျွန်တော်အချက်ပေးရမယ်အဲ့ဒါကတော့ဒီအောင်ပဲတောင်းလို့ရပါတယ်အဲ့ shader နာမည်ကတော့ new add complementary shader ပါဒီလောက်မလာဘူးဆိုရင်လည်းသူ့အနေထားနဲ့သူတော့တော်တော်လေးကိုကြည့်လို့ကောင်းတဲ့ shader တခုဖြစ်ပါတယ်ဗျOkay အဲ့ဒါဆိုရင်တော့ဒီ video တော့ဒီလောက်ပါဗျာvideo လည်းတော်တော်လေးကိုရှင်းနေပါပြီအဲကြောင့်နောက်ဆုံးအနေနဲ့ video လေးမပြီးခင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပြီးတော့အားပေးကြပါဦးဗျာ Okay အဲ့ဆိုရင်တော့ဒီလောက်ပါဗျာ bye bye